စားလို့ရန်ကောင်းလို့အိမ်မှာမကြာခဏချက်စားပြတဲ့တီးစုံပဲဟင်းချက်နီးလေးကိုကျွန်တော်ဒီနေ့ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ချက်တဲ့နီးလေးကလည်းရန်ကိုလွယ်ကူရွေးရှင်းပြီးစားလို့ရန်ကောင်းတဲ့ချက်နီးလေးဖြစ်လို့ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦးအရင်ဆုံးဒေဝရဲမှာစီလေးတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဇီယာစီရဲ့မုံညင်းစီရဲ့ပဲနန္တာစီရဲ့ငရုတ်ကောင်းစီရဲ့ငရုတ်သီး6တောင်းနဲ့ပြင်းတော့သိမ်းရွယ်ရဲ့ပြီးတော့ကျွန်တော်တို့ကျက်သွင်းနီးလေးကိုထည့်ပြီးတော့အနံလေးမှုေးလာတဲ့ထီကိုစီလေးခဏလောက်တက်ပေးပါမယ်စီတက်နှံလေးမှုေးလာပြီဆိုရင်တော့အသင့်ပြင်ဆင်ထားတဲ့ခန်းညင်သီးနဲ့မဆလာလေးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ခန်းညင်သီးလေးနွမ်းလာတဲ့ထီကိုခဏလောက်ထည့်ပြီးတော့စီလေးတက်ပေးပါမယ်ခရမ်းကျင်သီးလေးနွမ်းလာပြီဆိုရင်တော့ဒန်းသလုံးသီးလေးကိုထည့်ပေးလိုက်ပါမယ်။ဒန်းသလုံးသီးလေးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အသင့်ပြင်ဆင်ထားတဲ့အသီးအနှံလေးတွေကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ခဏလောက်လုံးချက်လေးဆက်ပြီးတော့ချက်သွားပေးလိုက်ပါ။ဒီနေရာမှာအသီးအနှံကိုတော့ကိုကြိုက်နေတဲ့သားလေးတွေကိုထည့်ပြီးတော့လည်းသုံးဆောင်နိုင်ပါတယ်။ပြီးရင်တော့ရေလေးတင်းတင်းလောက်ကိုလောင်းထည့်ပေးလိုက်ပါမယ်။အရသာအတွက်ကိုတော့စားလေးထည့်ပေးပါမယ်။စားလေးထည့်ပြီးသွားပြီဆိုရင်တော့ဒေဝဖုံးလေးကိုအုပ်ခါအသီးလေးတွေနူးတဲ့ဒီကိုကျွန်တော်တို့ဆက်ပြီးတော့ချက်သွားပေးလိုက်ပါအသီးအနှံလေးနူးပြီဆိုရင်တော့မကြီးလေးထည့်ပေးလိုက်ပါမယ်အရသာလေးပေါ့နေတဲ့အတွက်စားလေးနဲ့ငယ်လေးထည့်ပေးပါမယ်ပြီးရင်တော့ကျွန်တော်တို့ကျက်သွင်းပြူလေးထည့်ပြီးတော့ပြုတ်ထားတဲ့ပဲလေးတွေကိုထည့်ပေးလိုက်ပါမယ်ကျွန်တော်အခုသုံးပြတဲ့ပဲလေးတွေကပဲစင်းငုံရဲ့ကလပဲရဲ့ပဲဝါလေးရဲ့ပဲသုံးမျိုးကိုသုံးပြထားတာပဲဖြစ်ပါတယ်အရသာအတွက်ကိုလည်းငံပြားရဲ့ခြုံမှုန့်ကြိုင်းနေတတ်တယ်ဆိုရင်တော့ထည့်သုံးလို့ရပါတယ်ကျွန်တော်ကကလပဲရဲ့ခြုံတက်နဲ့အသီးရဲ့ခြုံတက်လေးပါတဲ့အတွက်အရသာမှုန့်ကိုသုံးမပြထားတာပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းအလုံးနဲ့ပဲမျိုးစားကိုလည်းကိုကျက်နေသက်တာလေးတွေကိုထည့်ပြီးတော့လည်းချက်စားလို့ရပါတယ်။ဟင်းချက်တဲ့နီးတွေကလည်းကြောင်းနဲ့ကြောင်းနဲ့မတူကြသလိုဒေတာလိုက်လည်းကွဲပြားပါတယ်။ဒီချက်နီးလေးကလည်းရန်ကိုလွယ်ကူရွေးရှင်းပြီးစားလို့ရန်ကောင်းလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတစ်တွေမှာပြန်ဆုံပါမယ်။